အရှိလန်ရဲ့ရေခုံတန်နဲ့တူပွဲရတော့တကယ်ကိုအကျိတ်နေရှိလာပါတယ်အရင်ရက်လက်ဆိုးတွေကြောင့်ပြိတ္တတွေစိတ်ပြက်ခဲ့ရပါမယ်အခုတော့နှစ်တင်းစလုံးခြေစမ်းပြပြီးတော့ပြန်တက်လာနေခဲ့ပါတယ်ဝက်ဆန်အတွက်ကတော့တန်းစင်းစုံကနေလွတ်မြောက်ဖို့အားခဲရတယ်လို့မိုက်ကယ်ကာရစ်ကမန်ယူကလည်းဇရာထိပ်ပန်းကိုပြန်တက်လှမ်းဖို့ကြိုးစားနေတာပါပွဲစားကလေးကဝက်ဆန်ရဲ့ဆိုမာဗီကအားပါတဲ့ကန်ချက်နဲ့ဂိုးဘောက်ကိုစတင်ချင်းချောက်လိုက်ပေမဲ့မန်ယူဂိုးသမားကတော့လက်ဆွမ်းပြကာကွယ်တော့ခဲ့ပါတယ်တစ်ဖက်မှာလည်း Bruno Fernandes ကကွင်းလယ်ကနေကစားကွက်တွေကိုဖန်တီးနေပြီးတော့မန်ယူအတွက်ခွင့်ရတွေကိုဖော်ဆောင်ပေးနေပါတယ်ဒါပေမဲ့ပွဲချိန်မိနစ်90ကျော်လာတဲ့အချိန်မှာတော့ကွင်းတစ်ကွင်းလုံးတုံဟိမ့်သွားစီမှာအခက်တန်ကိုရောက်ရှိလာပါတယ်အဲ့ဒါကတော့မန်ယူရဲ့နောက်တန်းအမှားကိုခွင့်ကောင်းယူပြီး Javis Bowen ကဖြတ်တင်ပေးလိုက်တာကို Thomas Tuchel ကအပိုင်ပန်ကန်သွင်းပြီးတော့ West Ham အတွက်ဥဆောင်ဖို့ကိုရောက်ပြီးလိုက်တာပဲဒါတန်းစင်းစုံကရုံးထုတ်ဖို့စူးစမ်းနေတဲ့ West Ham အတွက်ကတော့တကယ်ကိုအသက်ရှူချောင်းနေတဲ့ခိုးပါပဲကိုပေးလိုက်ရတဲ့နောက်မန်ယူကတော့တိုက်စစ်ဖွင့်ကစားလာခဲ့ပါတယ်ကိုဂီမီနူရဲ့လှပတဲ့ဖန်တီးကနေကစမီယိုကခြေပါကိုတွေ့ယူနိုင်တယ်လို့မန်ယူပြိတ္တတွေပြောခဲ့ရပေမဲ့ခဏအကြာမှာတော့ဘားရဲ့စစ်ဆေးမှုရဒူကျိုနေတာကြောင့်အဲ့ဒီကိုကပယ်ဖြတ်ခြင်းခံလိုက်ရပါတယ်ဝက်ဆန်ပြိတ္တတွေထက်ကတော့တပြေးချနိုင်ခဲ့တဲ့အချိန်ပေါ့ပွဲပြီးကနေထိဝက်ဆန်တို့ကတကုတ်ကုန်းမရှိနဲ့နိုင်ပွဲရတော့လို့ချင်းနေပါအစားထိုးဝင်လာတဲ့စီယူကလည်းခံစစ်မှာဆွမ်းပြပြီးဝက်ဆန်ရဲ့တက်စစ်တွေကိုလိုက်လံပိတ်ဆို့နေပါတယ်ပွဲကအချိန်ပိုတဲ့ရောက်ရှိလာခဲ့ပါပြီဒါပေမဲ့မန်ယူရဲ့ထုံးတဲ့အတိုင်းမန်ယူကဘယ်တော့မှလက်မလျှော့ခဲ့ပါဘူးပွဲပြီးကိုစက္ကန့်ပိုင်းလုံးမှာပဲလူစားဝင်တိုက်စစ်မှုပက်ချ်ဝင်ရှက်စကိုကဝက်ဆန်ပိတ်သက်တည်းရဲ့နှလုံးသားကိုခွဲရစတန်ခြေပါဖို့ကိုတွင်းယူလိုက်ပါတယ်မှန်ပါတယ်ဝက်ဟန်တို့ဒဲကွဲသွားခဲ့ပါပြီလိုက်တဲ့စီဂျန်တစ်ခုလုံးတိတ်ဆိတ်သွားပြီးအကြတနောင်မချတဲ့နေကဖြစ်သွားတယ်ဟာဝက်ဆန်ကစားသမားတွေကကွင်းနဲ့မှရင်မင်တက်မိပြီးလက်ရှူရက်သွားတဲ့အခြေအနေတွေဖြစ်သွားခဲ့တာပါကာရစ်ကလူစားလဲမှုကကွက်တီဖြစ်သွားခဲ့ပြီးတော့မန်ယူအတွက်ဖိုးတန်တမတ်ကိုရှားယူပေးနိုင်ခဲ့ပါတယ်ပွဲပြီးမှာတော့ဝက်ဆန်1မန်ယူ1ဆိုတဲ့ရလနဲ့ပြီးဆုံးသွားခဲ့ပါပြီဗျာဝက်ဆန်အတွက်ကတော့ရရှိလာမဲ့3မှတ်ထဲကနေလက်ထဲကလွတ်ထွက်သွားခဲ့ပြီးတော့တန်းစစ်တို့တက်ကိုတက်လန်းနိုင်ကိုနောက်ထပ်12ပွဲကိုဆက်ပြီးတော့တိုက်ပွဲဝင်ရအောင်ပါ channel လေးကိုအပိတဲ့ပိတ်တဲ့များဘယ်တင်းရဖန်လဲဆိုတာကိုမှတ်မခဲ့ပြီး channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးเนาะအားပေးမှုတဲ့ထိုးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ